ညနေ6နာရီရွာလေးရဲ့အနောက်ဘက်ကတစ်တောထူထပ်တဲ့တောင်ကြားလမ်းဟာနေဝင်ပြီးနောက်အမှောင်စိမ်းကြီးနဲ့ဖုံးလွှမ်းသွားပြီးမောင်မောင်လေးဟာသူ့အဖွားရဲ့ညနေမိုးချုပ်ပြီးရင်ဒီလမ်းကိုလုံးဝမသွားနဲ့စင်ကန်းနဲ့ကျက်စားတဲ့နေရာဆိုတဲ့သတိပေးတံကိုလစ်လူရှုကဖုံးဆက်ဖို့စတိုက်အချက်ပေးနေတဲ့တငယ်ချင်းကိုဖြည့်ရှင်းဖို့ချက်ချင်းထွက်လာခဲ့တယ်။ဖြစ်ရပေါ့ငါဖုန်းဘက်ထရီပြတ်နေတာကိုရွာတဲကလမ်းကိုဘာဖြစ်မှာလဲလို့သူကပြန်ပြောရင်မီးအိမ်ကိုလှမ်းပြီးညှိလိုက်တဲ့လေတိုးတန်တွေတစ်ကိုင်းကျိုးတန်တွေဝေးဝေးကမြောက်အော်တန်တွေကြားမှာသူ့ခြေတန်ဟာတခုတည်းသောလူသားတန်ဖြစ်နေတဲ့တခါတုန်းကသူ့အဖွားပြောဘူးတဲ့စင်ကန်းနဲ့အကြောင်းသူစဉ်းစားမိတဲ့ဒဏ္ဍာရီတဲကနတ်ဆိုးတစ်ပါးစင်ရဲ့ခန္ဓာကိုလူရဲ့လက်နဲ့မျက်နှာမျက်လုံးနှလုံးကအနက်နဲ့ကြီးဖြစ်ပြီးဘယ်တော့မှမမြင်ရဘူးဒါပေမဲ့တင့်ရဲ့ကြောက်ရွံ့မှုကိုခံစားနိုင်တဲ့တင့်ရဲ့အသက်ရှူတန်ကိုအာယုံခံနိုင်တဲ့လူတွေကိုလိုက်ဖမ်းပြီးသူ့ရဲ့အမှောင်နိုင်ငံကိုခေါ်ဆောင်သွားတတ်တယ်လို့ဆိုတယ်။အဖွားတို့ခေတ်ကပုံပြင်ပဲလို့မောင်မောင်လေးသူ့ကိုယ်သူအားပေးလိုက်တယ်။ဒါပေမဲ့ချွေးတွေကသူ့နှဘူးမှာစီးကျလာတဲ့ရုတ်တရက်မီးအိမ်ကမီးငိမ့်လိုက်တယ်လို့ပိတ်သွားတယ်။သူရက်လိုက်တယ်။နှလုံးခုန်တန်တွေနားထဲမှာပြင်းထန်စွာကြားနေရတယ်။အဲ့ဒီမှာရှိတဲ့အရက်ခုနှစ်ပေလောက်ရှိတဲ့ပုံမှန်စင်ရဲ့အဆွဲကြီးတွေလူသားရဲ့သပင်ဖွားဖွားနဲ့မိခိုးရောင်လက်မောင်းတွေဒါပေမဲ့မျက်နှာမရှိဘူးညိုမဲနေတဲ့ပြားတခုတည်းသောအပေါက်ကအနက်မှောင်နဲ့ကြီးဖြစ်ပြီးချောမွေ့တဲ့သွားဖြူကြီးတွေကအလင်းပြန်နေတယ်အဲ့ဒီအပေါက်ကနေအော်ဟစ်တန်ထွက်လာတယ်ငါမျက်လုံးတွေကိုမြင်ရလားမောင်မောင်လေးအော်ဟစ်လိုက်တယ်လက်နဲ့မျက်နှာကိုအုပ်လိုက်တယ်ဒါပေမဲ့နတ်ဆိုးကြီးရဲ့လက်တွေကသူ့လက်ကောက်ဝတ်ကိုဆွဲဖမ်းလိုက်တဲ့အယိုးတွေကြိုးကြေမဲလောက်ပြင်းထန်နေမြင်နေမင်းမျက်လုံးတွေအနက်ကြီးတွေမောင်မောင်လေးငိုကြွေးရှာတယ်သူမြင်တာကအမှောင်ထုပဲနတ်ဆိုးကြီးရဲ့နတ်မောင်နဲ့ဝါမျိုးချလိုက်မဲ့မျက်လုံးတွေရုတ်တရက်နတ်ဆိုးကြီးကရက်လိုက်တယ်သူ့ပါဇက်အပေါက်တို့မျက်လုံးအပေါက်ကနေပြောလိုက်တယ်တင်မြင်ပါသလားဟုတ်ပါသလားဒါဆိုရင်တင်ကငါ့အတွက်မျက်စိဖြစ်လာရလိမ့်မယ်နောက်တစ်ခေါက်ဆိုးွားတဲ့အော်ဟစ်တန်တစ်ခုလေထဲမှာပေါက်ကွဲသွားတယ်မောင်မောင်လေးလဲကျသွားတယ်သူ့မျက်လုံးတွေဟာနတ်ဆိုးရဲ့လက်ချောင်းတွေကြားကနေတွန်းထွက်လာတဲ့အနက်ရောင်အရည်ပူတွေနဲ့ပြည့်သွားတယ်နောက်ဆုံးမိတ်တုပ်မြင်ရတာကနတ်ဆိုးရဲ့မျက်နှာမဲတဲ့မျက်နှာပြင်ပေါ်မှာသူ့ကိုယ်ပိုင်မျက်လုံးနှလုံးကိုအတစ်တက်ပေးနေတဲ့ပုံရိပ်ပါပြီးတော့အမှောင်ကလုံးဝကိုဆိုးဝါးသွားပြီးနောက်နေ့မနေ့ရွာသားတွေဟာလမ်းခုလက်မှာမောင်လေးရဲ့မြင့်ပြက်နဲ့ဖက်နှက်တစ်ဖက်ကိုတွေးလိုက်ရတယ်သူတို့ခေါ်နေပေမဲ့အဖြေမရှိဘူးနောက်ဆုံးမှာသူ့ဖွားကမျက်ရည်တွေနဲ့တစ်တောဘက်ကိုလက်ညှိုးထိုးပြလိုက်တဲ့စင်ကန်းနဲ့သူ့ကိုတစ္ဆာပေးတဲ့မျက်လုံးတွေလိုနေတာငါ့ကိုနားမလဲခဲ့တဲ့ငါမြေအဲ့ဒီညကစပြီးရွာထဲကလူတိုင်းမိုးချုပ်တာနဲ့တကားပိတ်ကြတယ်တခါတရံညတကောင်ချိန်မှာတစ်တောကနေမြည်တဲ့အတန်ကိုကြားရတယ်မြင်ရလားပြီးတော့လူငယ်တယောက်ရဲ့ငိုတန်တစကိုကြားရတယ်